အပေးမယ်နော်ဒီဗီဒီယိုရဲ့အဓိကရွေချက်ကတင်မြင်ဖိုးတဲ့အကောင်ရောမတွေ့ဖိုးတဲ့အကောင်ရောပြပေးစေရှင်တဲ့ရွေချက်လဲပါပါတယ်ကဲကျွန်တော်တို့အကောင်တွေကိုစချကြရအောင်ပါအကောင်ချက်တွေ့မလဲတော့မသိသေးဘူးပေါ့နော်တွေ့တဲ့အကောင်ကင်မယ်ပေါ့နော်ကျွန်တော်အကောင်ကင်လာတာအကောင်20ပြည့်သွားပါပြီအခု21ကောင်မြောက်ကြတော့ကျွန်တော်အမုံဆုံးဖြစ်တဲ့ရှင်ကိုကင်မှာဖြစ်ပါတယ်ရှင်ကောင်ကိုရအောင်ဖမ်းတယ်ပဲရှင်ကတော့ဖမ်းနိုင်ဖို့ခက်ဆုံးပဲထင်တာပဲ Hey I got it ရှင်ကအကောင်ရန်သေးတဲ့အတွက်ကျွန်တော်မချော့တော့ဆွဲနဲ့ဖမ်းလိုက်တာမိသွားပါတယ်ရပြီပေါ့နော်ဒီရှင်ကအကောင်သေးပေမဲ့လူတွေကိုဒုက္ခတော်ပေးပါတယ်သိလားဗျတည်တော့မတည်သေးဘူးထင်တယ်ပဲတည်ရင်လည်းကျွန်တော်မနှမျောတဲ့အကောင်ဖြစ်ပါတယ်နောက်တစ်ကောင်အနေနဲ့အယိုးခွန်ကအပြင်မှာအသားကအထဲမှာရှိနေတဲ့အကောင်ကိုကင်ပါမယ်ဒါကတော့ခီးပါခီးတွေကတော့အမျိုးရှိပါတယ်ကျွန်တော်တို့အမျိုးစားလိုက်တေချာမပြောပြတတ်ပါဘူးအဲ့တော့ကျွန်တော်တို့အများကြီးကောက်ပြန်ပြီးတော့ကင်မှာဖြစ်ပါတယ်အခွန်ရဲ့အထဲမှာတော်ထူဆန်းပါတယ်နမောင်းလိုလက်လိုပါတယ်ဗောနော်သူ့ထိလိုက်တာနဲ့သူအဲ့ဒါနဲ့ပြန်ပိတ်သွားပါတယ်တော်ကာပါကောင်းတဲ့ကောင်တွေဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကျွန်တော်ငှက်ကိုကင်ပြမှာဖြစ်ပါတယ်ငှက်တွေကတော့ဖမ်းရတော်ခက်ပါတယ်လူတွေနဲ့နည်းနည်းရင်းနှီးတဲ့မြို့တွေကကိုငှက်တွေပဲအစာကျွေးပြီးတော့မြားခေါ်ပါတယ်နောက်တစ်ကောင်ကိုထိအောင်ထပ်ကင်ပါတယ်ဒီလိုမျိုးကောင်ကိုတွေးဖူးလားဗျတချို့လူတွေကလိပ်ပြားလို့ခေါ်ကောင်းခေါ်မယ်ပေါ့နော်ဒါပေမဲ့ तू ကတော့ပိုးတစ်မျိုးပဲဗျကျွန်တော်မြန်မာလိုခေါ်ပေါ်တော့မပြောတတ်ဘူးဗျ Google မှာအင်္ဂလိပ်လိုရှာကြည့်လိုက်တော့ Curricular Sigma လို့ခေါ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒီလိုအကောင်ကိုဘယ်လိုမြင်လဲဗျအပြင်မှာကောတွေးဖူးကြုံဖူးလားပေါ့နော်အကယ်၍တွေးပြီးတော့ကင်လို့ရှင်တေချာကင်ပါသားတွေထိလို့ရတတ်ပါတယ်ကျွန်တော်တို့အရန်လှပတဲ့နေရာရောက်နေပါတယ်ဒီနေရာမှာခန္ဓာကိုယ်အရန်ရနေတဲ့နွားလေးတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့ကုတ်ပေးပါမယ်သူတို့ကိုယ်တိုင်မကုတ်တတ်တဲ့အတွက်ကျွန်တော်ကုတ်ပေးပါတယ်ကုတ်ခံရှင်နောက်ထပ်တစ်ကောင်အနေနဲ့အသေးရဆရာကောင်းတဲ့အကောင်ကိုကင်မှာဖြစ်ပါတယ်စီချွန်တပ်ပေးနော်ဘာကောင်လဲခမန်းကြည့်ကြပါဦးနော်จำလာလေကန်ကြည့်ရှင်တယ်ကန်ကြည့်ရှင်ဟုတ်ပါတယ်ဒါကတော့မြို့ပါတော်တော်ကြီးပါတယ်လူကိုကတ်မိရင်တွေးဆုပ်ပစ်တယ်နောက်ပြီးခွာထုတ်ရတော်တော်ခက်တဲ့ကောင်လေးဖြစ်ပါတယ်အသားနှုတ်တဲ့အသားပုံမတော့မကန်ရဲဘူးတော့ဘလို့လဲခွာရခက်လို့ပေါ့နော်ဒီတိုင်းရဲ့ကန်အောင်ပြလေကဲကြည့်အောင်တရားဖို့ကောင်းတဲ့အကောင်ဖြစ်ပေမဲ့တချို့နေရာမှာဆိုလူတွေကစေဝါကုထုံးနေနဲ့တုံးကြပါတယ်အခုဒီညချိန်မှာပေါ့နော်ကျွန်တော်ပရစ်ကိုသွားပြီးတော့ထိမှာပါကင်မှာပါအတန်တော့ကြားနေတယ်တို့ကတအားလေအာဟုတ်ဒါလေပရစ်ပါတကောင်မိပါပြီခုံပါအခုကျွန်တော်တို့မွေကင်ပါမယ်ဒီမွေကအန်ဒရရှိမှန်းကျွန်တော်တို့တေချာမသိပါဘူးနောက်ပိုင်းကျမှဒီလိုမွေအစိတ်ရှိနိုင်မှန်းသိလိုက်ရပါတယ်တေချာသိရှင်ရင်တော့ဒီစာကိုရိုက်ရှာကြည့်ပါဒီမွေပေါ်စံထွက်လာပါတယ်ဟုတ်ရှင်သေးဟာအော်အမွန်ဒီကရနာတိုးအိုးတယ်နောက်ထပ်အနေနဲ့ကျွန်တော်လဲတဲ့ကုတကဆင်းပြီးတော့ဟာလိုက်ကင်ပါမယ်ကန်ကောင်းဆိုတော့ကျွန်တော်ဖားကောင်ကြီးရပါတယ်ကျွန်တော်ခုချကောင်တွေ့ထားတယ်ပေါ့နော်အဲ့တော့ချကောင်ကိုကင်မှာပြပါတယ်ချကောင်တသေးလေးတွေပါကဲတော့ကိတ်တတ်ပါလေဟေးနောက်တဲ့ကောင်အနေနဲ့လူတွေကိုရမ်းကတ်တဲ့ဒီမျိုးကောင်ကိုကင်မှာဖြစ်ပါတယ်ဒီအကောင်လေးလူကိုတော်တော်ကတ်တယ်အဲ့ကောင်တော့ရှုပ်တယ်ကျွန်တော်တို့ရဲ့အသုံးဆောင်ပေါ်မှာကျွန်တော်ရဲ့အင်ဂျီပေါ်မှာတော်တော်ကတ်ပါတယ်မကင်ချင်ပေမဲ့အရန်ကတ်နေလို့ခါထုတ်လိုက်ရပါတယ်အဲ့ကောင်တော်တော်ကြိုက်ကြတယ်ပဲဒီကောင်ကိုတူတူဆန်းတော့မှရှာတွေ့ခဲ့ပါတယ်သူ့နာမည်ကတော့တေချာမသိဘူးဗျခေါင်းနည်းနည်းပြားနေတော့ခေါင်းပြားကောင်လို့ပဲခေါ်ပါတယ်တချို့လူတွေကမြော့လို့ခေါ်ကြတယ်ဗျလူတအားကတ်ပါတယ်သူရဲ့ခေါင်းပြားလေးပေါ့နော်အဲ့တော့ကင်လို့ရှင်တော့လက်တော့တော်တော်ကတ်ပါတယ်ညစောလိုပေါ့နော်
ဟာပါမြင်ရလားမသိဘူးမြင်ကတ်တယ်အာလက်ပြန်စီးမရပါမယ်ကျွန်တော်တို့ခီးသွားရင်းနဲ့လမ်းပေါ်မှာနောက်ထပ်အကောင်တစ်မျိုးကိုတွေ့ခဲ့ပါတယ် ဒါကဘာကောင်လဲတော့မသိဘူးပေါ့နော်ကျွန်တော်တော့မတွေ့လို့ပေါ့နော်သူထပ်ပြေးနေပြီကျွန်တော်ကင်ပါနော်ခဏလေးမသွားတဲ့နေကင်ပြရစေဟာပါအေးချစ်စရာလေးအဲ့တော့မကင်ဘူးတဲ့ကောင်ပုံပြီ10စက္ကန့်ကြော်လောက်ကင်ပြီးတော့သူ့ကိုပြန်လွှတ်လိုက်ပါတယ် ဟုတ်ပါဗျာ နောက်ထပ်တောထဲမှာထူးထူးဆန်းအကောင်တစ်မျိုးတွေ့ပါတယ် တူစမ်းကောင်ပေါ့နော်သူကတော့ပူးနေရဗျအထီးနဲ့မှပူးနေလားတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်ကင်ရမှာတော့အားနာတယ်ပေါ့နော်အဲ့တော့ကင်လို့ရှင်သူတို့ကပူးနေတာလေးကိုကွဲထွက်သွားမလားပေါ့နော်ဟုတ်ပါလေပြန်တော့ရောဘယ်မှကြာသွားဗျရောင်းလာကြည့်ရောင်းကြည့်သူတို့တကယ်ပူးနေသေးရောသူတို့မခွဲနိုင်မခွာနိုင်ပူးနေသေးတယ်ဒီမှာခုံတယ်ကြိုက်တက်လာတော့မသိဘူးကျွန်တော်အကောင်လို့တေချာမသိဘူးပြန်ပြရစေနောက်တစ်ခေါက်လောက်နော်ရောအမျိုးဒီပိုးဟာရမ်းလာတဲ့ပိုးတစ်မျိုးပါကျွန်တော်တို့ဒေသမှာလက်ဖြတ်ပင်ပေါ်မှာတွေ့မြင်နေကြဖြစ်ပါတယ်အမျိုးအစားတော့တေချာမသိပါဘူးသူ့ရဲ့သိပ္ပံနာမည်က Tactical Diathema ဖြစ်ပါတယ် တစ်ဖက်ပြောပိုးပါတစ်ဖက်ပြောပိုးတစ်ဖက်ပြန်ပေါ်မှာတွေ့မြင်နေကြပိုးပါ လက်ဖြတ်ပင်ပေါ်ကတွေ့မြင်နေကြပိုးဖြစ်ပေမဲ့လက်ဖြတ်ပင်ကိုအကျိုးပြုတဲ့ပိုးဖြစ်ပါတယ်သူရှိနေတဲ့လက်ဖက်ပင်ဆိုရင်အခြားပိုးတွေကိုဟန်တာစေနိုင်တဲ့အတွက်ကြောင့်လက်ဖက်ပင်တွေပူတန်တာတွေ့ရပါတယ်ဗီဒီယိုလေးကိုကျွန်တော်အရှင်ယူပြီးတော့စူးစမ်းတင်ဆက်တဲ့အတွက်မိတ်ဆွေတို့အပန်းမကြည့်လို့ရှိရင် subscribe လေးနှိပ်ပြီးတော့အားပေးကြပါဦးဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့စင်ကန်ရဖို့အရင်မိုင်ပေါင်း150ကျော်လောက်ခီးနှင်ခဲ့ရပါတယ်အနည်းဆုံးဖြစ်တဲ့ဂလော့ဘက်ကိုခီးထွက်ရပါတယ် မာစင်စခန်းရောက်ပါပြီစင်တော့မတွေ့ရသေးဘူးဝင်ရပါမယ်ဒီစင်နာလေးတွားဖို့တော့ဒီချောင်းလေးချက်ရမှာဖြစ်ပါတယ်ကဲစင်တို့တွားမယ်အော်ရေစီးတော့တန်တယ်ဗျဟုတ်ပြီ ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့နည်းနည်းနောက်ကျသွားပြီဗျ စင်ရတော့မရှိတော့ဘူး ညနေပိုင်း3နာရီလောက်ဆိုရင်စင်စခန်းကနေတောဘက်ကိုစင်လွတ်လိုက်ပါပြီဒါပေမဲ့ကျွန်တော်တို့ရောက်လက်ဆက်ဖြစ်နေပြီဖြစ်တဲ့အတွက်စင်ကိုတောတဲ့အထိလိုက်သွားဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်ကျွန်တော်ရဲ့ဘော်ဒါတွေလည်းစိတ်ပါလက်ပါနဲ့စွန့်စားလိုက်သွားခဲ့ပါတယ်အသွားပြန်2နာရီဝန်းကျင်လောက်ကျွန်တော်တို့လမ်းလျှောက်ခဲ့ရပါတယ်လမ်းတေချာမသိတဲ့အတွက်စင်သိန်းသူကိုလိုက်ပို့ခိုင်းခဲ့ရပါတယ်ဒီလိုလမ်းတော်ကျန်းတဲ့နေရာမှာစင်သွားနိုင်ပါတယ်ကျွန်တော်တို့လည်းစင်ကန်ရဖို့ရေးပြပင်းပန်းနဲ့ကြီးဆက်နေလိုက်ပါတယ် တော်မောနေ ညနေဆောင်3နာရီလောက်ဆိုရင်စင်တွေကိုဒီတောအုပ်ထဲမှာလွတ်ထားကြပါတယ်လိုက်ရှာရင်တွေ့နိုင်ပါမလားဆိုပြီးစိုးရိမ်ပါသေးတယ်ခဏအကြာမှာကန်ကောင်းစွာနဲ့ဒီတောအုပ်ကြီးထဲမှာစာစားနေတာကိုတွေ့ရတော့ဝမ်းတာမိပါတယ် ကင်နိုင်ခဲ့ပြီပြောအဲ့တော့ဘာတိုင်းတော့ဒီစင်ကင်ဖွင့်ရဖို့ရေမိုင်ပေါင်း150ကျော်လောက်တွားရပါတယ်2နာရီလောက်လမ်းလျှောက်ရပါတယ် သူတို့မှာနာမည်ကိုစီရှိကြပါတယ်ကျွန်တော်တို့ကနှကောင်ကင်ခဲ့ရပါတယ်စိတ်မကောင်းတာကကျွန်တော်တို့သူတို့အတွက်မုတ်မယူလာမိတာပါပဲရှင်းလင်းဗီဒီယိုထဲမှာမကန်ရသေးတဲ့မင်းကိုလည်းကင်ပါမယ် မိုးရွာနေလို့ပေါ့နော်စီးတော့မစီးတော့ဘူးကင်မဲ့ကင်ပါပေါ့နော်ဟဲ့ရရ နောက်ထပ်သွားတက်သွားကုန်းလိပ်ဖြစ်တဲ့ဂျာတစ်လိပ်ကိုကင်ပါမယ်မိတ်ဆွေတို့အနေနဲ့ဒီလိပ်ကိုတွေ့ဖူးကြလားဗျသိရင်ပြောပြပေးကြပါဦးနော်သူကအထီးလာမလားဆိုတာလည်းပြောပြပေးနိုင်ပါတယ်သူရေခွန်ကဂျာတစ်နဲ့တော်တော်တူပါတယ် သူစင်းစင်နေရှာပေးမယ်နော်ရှာပေး နောက်ထပ်အငိမ်မနေတက်တဲ့တတဝါကိုကင်ပါမယ်သူ့တပွားနဲ့သူရှုပ်နေတာပေါ့နော်လူတွေကိုအတူယူပြီးတော့စိတ်လိတ်လဲတောက်တတ်တယ်ကျွန်တော်တို့ဘက်မှာတော့စိုက်ပျိုးထားတဲ့တီးနှံရှုပ်ကိုလည်းဒီကောင်တွေကြောင့်ပျက်စီးခဲ့ရပါတယ်တင့်အနေနဲ့မြောက်ရှိသူဆိုရင်တော့အိမ်ကိုတကောင်လောက်ခေါ်မွေးလိုက်ပါဒါပေမဲ့အိမ်မပါသွားဖို့တော့တတိထားပေါ့နော် စင်ဟယ်လိုစကားပြောပါဟေးမိုင်လူတက်တယ်ဒီကောင်ပြန်မပြေးဘူးဟာ ညောင်ရွှေဘက်ကနေတောင်ကြီးသွားရင်ကျွန်တော်တို့ကန်ကောင်းစွာနဲ့စိတ်တွေ့ခဲ့ပါတယ် ဒါစိတ်လားလို့စိတ်ကလေးရကဲဘာမပြုဘာမလုပ်တော့ပါဘူး သူတို့ကိုကြည့်ရတာဆက်ပီးလေးဆိုပေမဲ့ရုပ်တရက်ကြီးဝိမှာကိုကြောက်နေရပါတယ်
အကောင်လုံးချစ်စရာတော့ကောင်းကြပါတယ်စားနေတာကခြံခုံပြီးစားပါတယ် မင်းမတူနဲ့ ဟေး Fuck you ဟေး အကောင်လိုက်ရှာရင်းနဲ့ဟောပုံးမှာတူတူဆန်ပတ်ကြည့်အကောင်ကိုတွေ့ပါတယ်အဲ့ဒီမတိုင်ခင်အဲ့ခွန်မပါတဲ့ပတ်ကြည့်ကောင်ကိုလည်းတွေ့ပါသေးတယ်ဒီကောင်တွေအမျိုးစားလိုက်အများကြီးရှိပါတယ်သူတို့တွားရလမ်းတစ်လျှောက်မှာချွဲကြည့်ကြည့်နဲ့အရည်လေးတွေကတ်ကြံနေတတ်ပါတယ်တချို့လူတွေကလှရှင်ပရှင်ကြလို့ skin care လုပ်တဲ့နေရာမှာဒီလိုအကောင်လိုမျိုးကိုသုံးကြပါတယ် skin care လုပ်တဲ့နေရာမှာဒီကောင်တွေကိုသုံးလို့ရလားပြောပြပေးကြပါတော့ သူကကတ်နေရလားမခွာတော့ပါဘူး ကျွန်တော်ဟောပုံးရောက်နေခိုင်းနေကောညကောအဝကင်ခဲ့ပါတယ်နောက်တစ်နေ့ရောက်တော့တောင်ကြီးမှာအကောင်ကင်ဖို့တက်ထူးဆိုင်ကိုရောက်ခဲ့ပါတယ်ဒီတက်ထူးဆိုင်မှာထူးဆန်းတဲ့တောက်တဲ့လိုလိုအကောင်ရှိပါတယ်သူ့မျိုးစားက Iguana လို့ခေါ်ပါတယ် မရွေးမြင်မရအကောင် စက်ကြီးကောင်းပဲလေလားအော်ရလေဟုတ်အလေ ကင်ဖြစ်နေတဲ့အချိန်မှာဒီလိုလေးပွတ်ပေးလိုက်ပါသူ့အတွက်တော်တော်ကောင်းပါတယ်နောက်ထပ်တစ်ကောင်နေနဲ့တော်တော်ချစ်ဖို့ကောင်းပြီးတော့တော်တော်ဆော့တက်တဲ့ကြောင်လိုလိုမြောက်လိုလိုဒီ ferret အကောင်ကိုကင်ပြမှာဖြစ်ပါတယ်ကျွန်တော်အမြင်မှာဒီကောင်ကမြောက်ထက်တော်တော်ဆော့ပါတယ်အင်္ဂလိပ်လိုက ferret ခေါ်ပြီးတော့မြန်မာလိုကျတော့မွေပါကောင်လို့ခေါ်ပါသေးတယ်သူကချစ်ဖို့ကောင်းရင်တမကညံလက်ကောင်းတဲ့အတွက်အိမ်မွေးတရိษံနေနဲ့ထိမ့်သိမ့်တင်တယ်လို့အကြံပြုကြပါတယ် ဆော့ရဲကိုမနာဘူးမလည်း တားကျန်တော့တား မိတ်ဆွေတို့လည်းဒီအကောင်ကိုဘယ်လိုမြင်ကြလဲဗျအကယ်၍မိတ်ဆွေတို့ကထီးကြံနေလို့ရှင်အကောင်တော်ကောင်ကိုမွေးကြည့်လိုက်ပါပျော်ရွှင်သွားပါလိမ့်မယ်ကျွန်တော်ကတော့ဒီအကောင်ကိုမြင်ပြီးတော့အိမ်ကကြောင်ကိုမလို့ရှင်တော့ပါဘူးတခါမှဒေါင်းမကင်ဘူးလို့ရင်ခုန်နေပါတယ်ဒေါင်းတွေကသူတို့ရဲ့နှုတ်သီးတွေရှည်သေးတွေတော်တော်ရွှင်ပါတယ်စက်တွေလိုမျိုးပဲခွတ်တက်တယ်လို့ကြားမိပါတယ်အဲကြောင့်မလို့ကျွန်တော်ကအနာသိမကတ်ရဲပဲနဲ့ဖြည်းဖြည်းချင်းနဲ့ကင်ဖို့ကြိုးစားပါတယ် ကျွန်တော်ရင်းရမှာတွေ့ရတော့ဝမ်းတာတယ်လို့ဟုတ်တယ်ပြင်လောင်းကနေတကူတကားကန်ရဖို့ရေးလာတွေ့တာပါကန်ခွင့်ပြုပါ ဒီလိုအမီးရရှိနဲ့လေပင်နည်းနည်းရှည်ပြီးတော့အယောင်ပါတဲ့ဒေါင်းမတွေကျတော့ကင်ဖို့နည်းနည်းခက်ခဲပါတယ်လူကိုလှုပ်တက်လို့ပါကျွန်တော်တို့ဒီဒေါင်းသီးကိုပဲရအောင်ကင်နိုင်ခဲ့ပါတယ်ဘဝမှာဒေါင်းလည်းကင်ဖူးပြီဆိုတော့ဂျင်းတ်ပါပြီ အဲ့လောက်ဆိုရရလား နောက်ထပ်ကျွန်တော်ဂျတပတိနိနန္ဒတွေကိုလည်းကင်ခဲ့ပါတယ်မတီးတဲ့လူတွေအတွက်ဒီကောင်တွေကဦးကောင်လို့ခေါ်ပါတယ်နောက်တစ်နေ့ကျွန်တော်ပါဝါရင်းကြားကောင်ကိုကင်ခဲ့ပါတယ် ဘက်ဖိုးကောင်ပေါ်ရင်းကြကောင်တက်ပြီပေါ်ရင်းကြကောင် ဒါနဲ့ဒီအကောင်တွေကိုတွေ့ဖူးကြလားဗျ ဒုတ်ချောင်းကောင်ပါဒါတော့ဒုတ်ချောင်းကောင် ဟုတ်ပါတယ်ဒုတ်ချောင်းနဲ့တော်တော်တူတဲ့ကောင်ကျွန်တော်ဘော်ဒါနေတဲ့နေရာစီရောက်လာပါတယ်အဲ့တော့ကျွန်တော်ကင်ခွင့်ရခဲ့ပါတယ်သူ့မှာရှည်တော့တစ်ချောင်းတော့ပြက်နေပါပြီသူ့ကိုတေချာကင်လိုက်ရပါတယ်ငငယ်တုန်းကစင်မတိလို့ထိလိုက်တာနဲ့ရှည်တော့ပြက်သွားတယ်ပေါ့နော် တော့နော်ဒုတ်ချောင်း မိတ်ဆွေတို့ရောဒီကောင်နဲ့ပတ်သက်ပြီးတော့ဗာပြောရှင်လဲဗျ ကျွန်တော်ခုပေါ့နော်ခုထဲမှာထူးဆန်းတဲ့ကောင်တွေ့ပါတယ်ထူးဆန်းတဲ့ကောင်ဆိုတာနိုင်ကောင်လားခုံတယ်ဟုတ်ပါတယ်ကျွန်တော်ကကူတဲ့အထိနန်ကောင်ကိုလိုက်ပြီးတော့ကင်ပါတယ် ဒီအကောင်လား အကောင်90ကင်တဲ့ challenge ထဲမှာ9ကိုတော့မကင်ရသေးတဲ့အတွက်9ရှိရာကိုကျွန်တော်သွားပါတယ်စီးသေးမဟုတ်ဘဲနဲ့ကျွန်တော်9အရှင်လက်လက်သွားကင်ပါမယ်ကျွန်တော်တို့သွားခဲ့တဲ့နေရာပင်လောင်းဖယ်ခုံနဲ့ဆက်အင်းဖြတ်ဖြစ်တဲ့အတွက်စံကေကိုလေပေါ်တင်ခဲ့ရပါတယ်တချို့တငယ်ချင်းတွေကပြောပါတယ်မင်းဗီဒီယိုရိုက်ပြီးတော့အကောင်90ကင်ပြတာဘယ်လိုဒီလောက်ထိအချိန်ပေးတယ်လဲအချိန်တော်တော်အားရနေလားပေါ့နော်ဒါပေမဲ့ကျွန်တော်ကပြောထားပြီးသားအရာကိုမလုပ်ဘဲမနေတတ်တဲ့အတွက်ဂတိတည်တဲ့အနေနဲ့အကောင်90ပြည့်အောင်ကင်ခဲ့ပါတယ်ဈေးမှာမဟုတ်ဘဲနဲ့အိမ်မှာမွေးထားတဲ့ငါခူလေးကိုကင်ခဲ့ပါတယ်ပြောပြမယ်ဆိုရင်ကျွန်တော်တို့နေတဲ့ဒေတာဖြတ်မှာငါသိမရှိတဲ့အတွက်ငါရှိရဘက်မှာတကူးတကသွားပြီးတော့ငါကင်ပြီးဒီတိုင်းလေးပဲရှက်ရှင်းလဲ့ပြန်ခဲ့ပါတယ်နောက်ဆုံးအကောင်တွေနဲ့မြင်ရဖို့ခဲတဲ့ဖြူးကောင်လေးကိုကင်มาဖြစ်ပါတယ်ဒီအကောင်လေးကိုကင်မယ်ဆိုရင်တတိတော်တော်ထားရပါတယ်အခက်မသိရင်သူ့အဆူးလေးနဲ့လွတ်ပစ်တတ်ပါတယ်အဲ့တော့သူတို့ကိုကင်လို့ရှင်ရန်သူလို့မထင်ရအောင်အနောက်ဘက်မကင်ဘဲနဲ့အရှေ့ဘက်ကိုခေါင်းလေးပွတ်ပြီးတော့ဒီလိုကင်ပေးရပါတယ်တရိษံတော်တော်များများကသူတို့ရဲ့ဥခေါင်းကိုကုတ်ပြီးလို့ရှင်တော်တော်တာယာနေတတ်ကြပါတယ်
challenge video လေးဒီမှာတင်ပြီးဆုံးသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ